လုံးလုံးနေရင်အဘိုးအိုကရုတ်တရက်ခေါင်းလဲကြည့်လိုက်တဲ့အခါသူ့တက်တက်မှာဘေတော့မှမိတ်နိုင်မှာမဟုတ်တဲ့အမတ်တောက်တစ်ခုကိုမြင်တွေ့လိုက်ရပါတယ်။ဒါကြောင့်သူဟာလက်သေးတာကြိုးကိုချက်ချင်းလွတ်ချလိုက်တဲ့အတွက်တရားကြီးဟာအရှိန်နဲ့ပြုတ်ကျသွားပြီးကပတိန်ရဲ့မြင်းဖြစ်သူကိုထိလူနီးပါဖြစ်သွားခဲ့ပါတယ်။ဒေါသထွက်နေတဲ့ကပတိန်ကအဘိုးအိုကိုဖမ်းဖို့အမိန့်ပေးတော့မယ့်အချိန်မှာပဲအဘိုးအိုစီကနေမထင်မှတ်ထားတဲ့စကားထွက်လာပါတယ်။မကောင်းဆိုးဝါးတဲ့အကြောင်းမင်းတို့တခိုးမှမပြောခဲ့ဘူး။ဒီအမှန်သားကိုငါသိတယ်။ဒါဟာနမိတ်ဆိုးပဲ။မင်းကြောင့်ကလေးတေတော့မလို့ဘာမကောင်းဆိုးဝါးမှငါဂယုမဆိုင်ဘူးမင်းတို့ရဲ့ရွှေတွေကိုသာတင်းထားလိုက်ချော့အစိတ်ပြင်းနဲ့မွေဟောက်တွေ့ဖျားသခင်ပဲမင်းတို့ကိုကဲတင်ပါစေလို့အဘိုးအိုကဆိုပါတယ်မထင်မှတ်ပဲအဘိုးအိုထွက်သွားတာဟာသူ့ဘဝမှာအမှန်ကန်ဆုံးဆုံးဖြတ်ချက်ဖြစ်လာပါတယ်ဘာဖြစ်လို့လဲဆိုတော့ခုနကပြုတ်ကျတဲ့အချိန်ကြောင့်မကောင်းဆိုးဝါးကိုပိတ်လောင်ထားတဲ့တရားကြီးဟာပွင့်ထားနေပြီဆိုတာကိုဘယ်သူမှသတိမထားမိကြလို့ပါပဲဒီမီတာတို့အမိရတဲ့ကုန်းတင်ထင်ပေါ်ကြီးရွက်လင်းထွက်ခွာသွားချိန်မှာတော့ကုန်းစီပို့ဆောင်ဖို့စေခိုင်းခဲ့တဲ့ပိုင်းရှင်ဖြစ်သူဟာကျွန်းပေါ်ကနေတဖြည်းဖြည်းဝေးကွာသွားတဲ့တင်ပေါ်ကြီးကိုကြည့်ရင်တိတ်တဆိတ်ဆူတောင်းနေခဲ့ပါတယ်။တင်ပေါ်ပေါ်မှာပါလာရဲ့လူတွေကတော့သူတို့ဘာတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကိုလုံးဝမသိခဲ့ကြပါဘူး။နေဝင်သွားတာနဲ့တပြိုင်နက်ထုံးဆန်းတဲ့အဖြစ်အပျက်တွေစတင်ပေါ်ပေါက်လာပါတော့တယ်။အခန်းထဲမှာမကောင်းဆိုးဝါးကိုပိတ်လောင်ထားတဲ့တရားကြီးဟာစတင်လှုပ်ရှားလာပြီးချီနှောင်ထားတဲ့ကြိုးတွေကလည်းစမ်းကျယ်စွာယော့ရဲလာပါတယ်။အခန်းထဲကကြွက်တွေကတောင်အန်ဒီယေကိုအာယုံခံမိတဲ့ပုံနဲ့ထိတ်လန့်တကြားပြေးလွှာနေကြပါတယ်။ဒီအချိန်မှာကုန်းဘတ်ပေါ်ကတင်ပေါ်တရားကပတ်ဝန်းကျင်ကိုမှန်ပြောင်းနဲ့ကြည့်ရှုနေရင်ရုတ်တရက်ပေါ်လာတဲ့အရေးတွေကြောင့်အတော်ကိုလန့်သွားခဲ့ပါတယ်။ဒါပေမဲ့တေချာပြန်ကြည့်လိုက်တဲ့အခါဘာမှမရှိတော့ပါဘူး။သူကသူ့ရဲ့လှုပ်ဖော်ကွိုက်ဖက်နစ်ကိုချက်ချင်းပြောပြခဲ့ပါတယ်။သူတို့နေအောင်တိုင်ပင်ပြီးနောက်မှာတော့အမြင်မှားတာပဲဖြစ်မယ်လို့ယူဆပြီးကပတိန်ကိုသွားမပြောဖိတ်ခဲ့ကြပါဘူး။နောက်တနေ့ညတော့မှပဲ Nick အိယာဝင်ဖို့လုပ်နေတော့တင်ပေါ်တရားက Nick ကိုချက်ချင်းလန့်ခေါ်လိုက်ပါတယ်။တင်ပေါ်ပေါ်မှာကြွက်တကောင်မှမရှိတော့လာကြောင်းတခုခုတော့ထူးခြားနေပြီလို့အဲ့ဒီတင်ပေါ်တရားက Nick ကိုပြောပြပါတယ်။ကြွက်ကောင်ရေးစေကနန်းလောက်ကညာချင်းပဲပျောက်ချင်းမလားပျောက်သွားခဲ့တာပါ။ဒါဟာအလွန်ပဲထူးခြားနေပြီးဘေးအရာကကြွက်တွေကိုကြောက်လန့်ထွက်ပြေးသွားစေတာလဲဆိုတာသူတွေးမိပါတယ်။ကြွက်မရှိတဲ့တင်ပေါ်ဒါဟာတဘာဝတရားကိုစန့်ကျင်နေတာပဲလို့သူကဆိုပါတယ်။စကားတောင်ဆောင်းအောင်မပြောလိုက်ခင်မှာပဲကုန်းဖတ်ဘော်ကကင်းဆောင်တင်ပေါ်တရားကကျဲလောင်ပဲအတန်ကြီးတစ်ခုကိုကြားလိုက်ရပါတယ်။အတန်လိုက်ရာကိုသူအနီးကသွားကြည့်လိုက်တဲ့အခါကုံထန်းအဖုံးကြီးဟာဖောက်ထွင်းထားပြီးအပေါက်ကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ပိုပြီးကြောက်စရာကောင်းတာကတော့မလန်းမကမှလူနဲ့တူတဲ့ဘီလူတစ်ကောင်ကသူ့စီကိုတဖြည်းဖြည်းတွားကွာလာနေတာပါ။အဲ့ဒီထူခြားတဲ့တရဝါကြီးကိုစိုက်ကြည့်ရင်တင်ပေါ်တရားကသူ့ရဲ့လက်နက်ကိုတိတ်တဆိတ်ထောက်ယူလိုက်ပါတယ်။မင်းကဘဲကနေရောက်လာတာလေ။ဒါပေမဲ့တင်ပေါ်တရားကလုံးဝခုခံနိုင်စွမ်းမရှိဘဲမကောင်းဆိုးဝါးရဲ့အစာဖစ်သွားခဲ့ရပါတယ်။တကယ်အိမ်မဆူကြီးကတော့အဲ့ဒီအချိန်ကစတင်လာပါတော့တယ်။နောက်တနေ့မှာတော့ကပတိန်ကလည်းကုန်းဘတ်ဘော်ကထူးခြားမှုကိုတတိထားမိသွားပါတယ်။ဒါပေမဲ့သူတို့ဘလောက်ပဲရှာပြီးခဲ့တဲ့ညကကင်းဆောင်ခဲ့တဲ့တင်ပေါ်တရားကိုတော့ရှာမတွေ့ခဲ့ပါဘူး။ဒါကြောင့်လုံခြုံရေးအတွက်ညဘက်ကင်းဆောင်မဲ့လူအရေးအတွက်ကို2ယောက်အထိတိုးမြင့်လိုက်ပါတယ်။ဒီအချိန်မှာကောင်းကင်ကြီးကလည်းဒီစမ်းကြဲတဲ့အခြေအနေနဲ့လိုက်ပြီးဖန်တီးနေတာလားအောင်မရလောက်အောင်မိုးတွေတင်းသေးရွာတော်လာပါတယ်။အငြင်းအာယုံတွေမုံဝါးနေတဲ့တင်ပေါ်တွေဖျောင်းတန်မီးငိတ်တော့မဲ့အချိန်မှာပဲရုတ်တရက်ဆိုလို့